တလိုင်းလေးတွေနဲ့မိတ်ဆက်ပေးပါမယ်ရှင်ကဲဒီမှာပါရှင်ဘရင်းကနေပြီးတော့တိဆက်ဆက်ထွက်ထားတဲ့ဒီဇိုင်းတစ်လေးတွေပါပြပေးပါမယ်ရှင်ကဲဒီနေ့မှာတော့အသစ်ဖက်ရှိထားတဲ့ Tiffany လက်ကောက်လေးတွေနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒါလေးကတော့ပက်လက်ဒီဇိုင်းလေးပါရှင်ဒီဟာလေးကတော့တစ်ချမ်းပဲပါတဲ့ဒီဇိုင်းလေးကိုထုတ်ပေးထားပါတယ်ကြိုက်တာလေးကိုဝယ်အပ်လို့ရပါတယ်ရှင်ကဲနောက်တစ်မျိုးလေးကတော့လက်ကောက်မှုဝတ်ချင်တဲ့သူတွေအတွက်ပေါ့နော်ဒီလိုမျိုးလေးဟန်ချင်းပေါ့ပပလေးလည်းဝတ်လို့ရပါတယ်ရှင်ကဲဒီဒီဇိုင်းလေးကတော့အရောလက်လက်ခါပေးစီရမလို့တဲ့တာတီယာတမှုဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်တပုံနဲ့တဲတဲလေးဝတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒါမျိုးလေးကိုရွေးချယ်ဝယ်လို့ရပါတယ်ကဲဒါလေးကတော့တမှုလေးပါကဲဒါလေးကတော့တမှုမတမှုဆိုရဲမမတို့အတွက်ပါရှင်တပုံနဲ့ဝတ်ချင်တဲ့သူတွေအတွက်ဒီဟာလေးကိုရွေးချယ်ဝယ်လို့ရပါတယ်ကဲနောက်နှစ်မျိုးကတော့ဒီမှာပါရှင်ကာတီယာကိုမှရောင်လေးယူလားဂရီပန်ပုံးသားလေးနဲ့ယူလားဒါလေးဆိုလို့ရှိရင်လည်းတအားထပါတယ်ဒီပြောင်ကူးလေးဆိုလို့ရှိရင်လည်းဒါ over shape လေးထုတ်ပြီးထားပါတယ်ရှင်ဒါလေးကတော့ဒီအဝိုင်းပုံလေးပါအញ្ញမ်းထားတဲ့ဒီဇိုင်းလေးတွေနောက်ဒီဇိုင်းတစ်မျိုးလေးကတော့ဒါလေးကတော့မှုံးသားဆက်ဖြတ်လေးပါရှင်အញ្ញမ်းထည့်ပြီးထားတဲ့ဒီဇိုင်းလေးပါဒါလေးဆိုလို့ရှိရင်လည်းဒါပတ်တာလေးနဲ့ပြုလုပ်ပြီးထားပါတယ်ရှင်ကဲဒီဟန်ချင်းလေးရဆိုလို့ရှိရင်တော့ဘူဂါရီပတ်လေဟန်ချင်းလေးပဲဖြစ်ပါတယ်ဒါလေးဆိုလို့ရှိရင်လည်းတအားကိုလှပါတယ်ရှင်ဒီ Tiffany ပတ်လေလက်ကောက်လေးရဆိုလို့ရှိရင်တော့ချွေရပြရလွယ်အောင်လို့ဆိုပြီးတော့မှဒီလိုမူကြီးလေးနဲ့လုပ်ပြီးထားပါတယ်နောက်ဒီ Tiffany ပေါ့နော်ဒီတဝက်ကလေးရကြတော့ဒီလိုပတ်တာလေးနဲ့လုပ်ပြီးထားပါတယ်ရှင်ဒါလေးကတော့ Tiffany ဟန်ချင်းလေးပါဒါလေးကလည်းစိတ်ချီလေးနဲ့ပြုလုပ်ပြီးထားပါတယ်ဒါလေးကတော့မှတ်ပါပါရှင်ဒါလေးကတော့ကဲစိုက်တဲ့ဟာကိုယူပါအီရန်မှာအစုံရပါတယ်ရှင်